အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ပြောပြမယ့်ဟာဒီ temperature controller မှာပေါ့နော်ဒီကျွန်တော်တို့ဝယ်သုံးတဲ့အချိန်မှာဒီမီးအပူချိန်ထားတဲ့ဟာမမှန်ဘူးလို့ပြောနေကြပါတော့အဲ့ဒါဘယ်လိုဖြစ်ရလဲဆိုလို့ရှိရင်ကျွန်တော်ပြပါမယ်ဟုတ်ဒီဟာဘယ်လိုထားမလဲဆိုရင်ကျွန်တော်တို့ပုံမှန်ဆိုလို့ရှိရင်ဒီအပူတင်တဲ့နေရာမှာကျွန်တော်ကအမြင့်ဆုံးကိုထားမဲ့ဥမာ40ထားရဲဆိုလို့ရှိရင်40ထားရပါတော့ဒီကိုမီးပြန့်ပိတ်မဲ့ဒီအနည်းဆုံးအပူချိန်နေရာမှာကျတော့ဒီကိုက30ထားမယ်ဆို30ထားပြီးတော့အဲ့လိုမျိုးအသုံးပြုကြပါတော့အခုကျွန်တော်ညီကိုရတကယ်လို့ဟို35မှာမီးပိတ်ပြီးတော့30မှာမီးပွင့်ကျင်တယ်ဆိုလို့ရှိရင်ဒီအပေါ်မြားနေရာမှာကျွန်တော်မီးပိတ်ရှင်နဲ့ဟိုမှာ30ပေါ့32ပေါ့နော်32ထားမယ်ပေါ့32မှာပိတ်စေခြင်းဒီအပေါ်မြားနေရာမှာ32ထားပေးပါပြီးရင်ကျွန်တော်တို့မီးကိုပိတ်စေခြင်းနဲ့ဒီအောက်မြားနေရာမှာထည့်ပေးပါဘောနာမှာ35ပေါ့နော်35ထားမယ်လို့ဒီနေရာမှာ35ထားပေးခဏဆောင်ပေးပါဒါဆိုရင်ဒီပုံးထဲမှာအပူချိန်39ဖြစ်နေတဲ့အတွက်ဒီမှာနေရာပိတ်နေပါတော့ဒါကိုကျွန်တော်တို့အပူချိန်ရော့ပြီးတော့32ရောက်ရင်မီးပိတ်မလားဆိုတော့တစ်ချက်ကြည့်ပါမယ်32ရောက်ရင်တစ်ချက်ကြည့်ရမှာနော်အဲ့လိုလုပ်ပြရပါမယ်ညထည့်ပါမယ်ဒါဆိုရင်ဒီမှာအပူချိန်ပြန်တက်ပြီး35ကျော်ရင်မီးပိတ်မလားတစ်ချက်ပြန်ကြည့်မယ်နော်โอเคပိတ်တော့ပါပြီဒါလည်းကျွန်တော်သုံးတဲ့အပူမီးပါဒါ40ဝက်ဒါလည်းရှိကျွန်တော်သုံးနေတဲ့မီးဒီတစ်စိပ်ပါ40ဝက်ပါအခုဒီ temperature controller ကိုမီးရှိန်ကအဆင်မပြေဘူးဆိုပဲသူတွေဒီဗီဒီယိုကြည့်ပြီးတော့လိုက်လို့အဆင်ပြေတော့မှာပါ